Hello, မြောက်ခွညူမှာကြိုးဆိုပါတယ်ရှင်ဒီအောက်မှာပဲကြာတာမမတို့ညီမလေးတို့ရေမြောက်ခွညူရဲ့ဆိုင်လေးကတော့အမှတ် 7B စိုင်းငင်9လန်ကမာရွတ်လဲတဲ့ရန်ကုန်မြို့ပါဆိုင်မှာလာဝယ်လေးရပါတယ်နော်ဒါလေးတွေကို line ပေါ်မှာခြင်းနေဆိုရင်399443193958ဆိုတဲ့ဒီရှေ့ဆုံးကဖုန်းလေးကိုဆက်ပြီးတော့မမတို့နံပါတ်ကလေးတွေပြောပြီးမှားလို့ရပါတယ်ဒီညမှာမမတို့မိတ်ဆက်ပေးမယ့်အထည်လေးကတော့လုံးဝအဆင့်အသစ်ကလေး AZN ရွှေပတ် handmade လက်ရေးပေါ့နော်လက်ရေးရင်နဲ့မွေးအနံ့လေးတွေမှုေးနေရပဲနော်လုံးဝမမတို့အဆင့်အသစ်ဆက်ကလေးပါ10မျိုး10စဉ်10ကာလာ10ရောင်ပေါ့နော်အဲ့ဒါလေးရပါမယ်ရှင်ဒါလေးတွေဒီနေ့ထွက်တဲ့10စဉ်ပေါ့နော်10ခွင်းပဲပါမယ်မမတို့ညီမလေးတို့နော်ဒါလေးတွေကကြတော့ဒီညမှာကြတော့ AZN ထုတ်ပေးထားတယ်သူကကြတော့ဓားပြောင်လေးကိုမှအဆင့်ကျဲပေါ့နော်မနေ့ကညကကြတော့11ကာလာတွေနော်မမတို့ထဲ့မပြောလိုက်ရအောင်မနေ့ကညကဓားကြီးတွေက11ကာလာလေးတွေပါဒီညပြမှာကတော့ဒါလေးတွေကကြတော့အောက်ခံဓားပြောင် AZN ထုတ်ပေးထားတယ်ဓားကြီးပန်းဓားလေးတွေပေါ့နော်သူကတော့အောက်ခံပြောင်လေးတွေပါမှုကန်မပါဘဲနဲ့ပြောင်လေးတွေပါရှင်လက်ရေးရင်နဲ့မွေးအမြင့်လိုင်းနေပါမတို့100ရာခိုင်နှုန်းချီသားစစ်ကလေးပါမတို့စိတ်ကြရေလျှော်မိဘူးတိုက်လို့ရပါတယ်ရှင်ဒါလေးတွေကကြတော့ဒီလိုမျိုးလေးပါစီးသားလေးရလဲမမတို့သူကပေါ့နော်စီးသားလေးဒီဘက်ကိုသူကဒီလိုမျိုးလေးပေါ့ဒါကပြောင်းပြန်ဘက်ပေါ့နော်ဒါလေးကအလှဒါလေးကပြောင်းပြန်ဘက်ဆိုတော့စီးသားကလည်းလုံးဝနှစ်ဖက်လှတယ်မမတို့နှစ်ဖက်ပေါက်ယုံနေမဟုတ်ပါဘူးရှင်ဒီလိုမျိုးလေးအနားလုံးပြီးသားလေးလာပါမယ်နော်ဒီလိုအနားလုံးပြီးသားလေးတွေလာမယ်စီးသားနှစ်ဖက်လှလေးနဲ့သူကဒီလိုမျိုးသူတို့မှာတစိတ်ကလေးတွေလည်းပါမယ်နော်မမတို့သူအသားတစိတ်ကလေးပါမယ်ဒီထဲမှာလေးပြပေးမယ်နော်မမတို့ညီမလေးတို့ဒီမှာပေါ့နော်ဒါသူ့ရဲ့အသားတစ်စိတ်ကလေးဒီမှာစာရေးထားတဲ့အသားတစ်စိတ်ကလေးပါပါမယ်ရှင်ဒီလိုအနားလုံးပြီးသားစီးသားနှစ်ဖက်လှလေးပါအဲ့လိုမျိုးလေးပါမယ်ပြီးရင်မမတို့ရေဒီမှာလက်ရေးတို့ရဲ့ထုံးစံအတိုင်းကိုမမတွေညီမလေးတွေပေးနေတဲ့ထင်မှာဆိုလို့နော်ဒါလေးကပေးတာမဟုတ်ပါဘူးရှင်ဒီပန်းမွင့်လေးတွေကိုရေးဆွဲတဲ့ဖျောင်းပါနော်ဖျောင်းလက်ရေးလေးပါဒါလေးတွေကလျှော်လိုက်ရင်သူကသူကျွတ်သွားတယ်နော်ဒီမှာခွာလိုက်ရင်လည်းရတယ်နော်မမတို့ဒီလိုမျိုးလေးတွေပါဒီအဖက်ကလေးတွေပါပါမယ်ဒါလေးတွေကလက်ရေးတွေရဲ့တင်ကေတာပါဒီပန်းမွင့်လေးတွေရေးဆွဲတဲ့ခါမှာသူတို့ကဖျောင်းလက်ရေးတွေလေအဲ့လိုမျိုးလေးနဲ့ဖျောင်းလေးတွေနဲ့မိုးချရတာပေါ့နော်ဒါဒီလိုမျိုးလက်ရေးအစ်စ်တွေမှာဆိုဒီလိုမျိုးလေးတွေပါတတ်တယ်ဒါဖျောင်းဘက်ကလေးတွေပါတတ်တယ်ဆိုရင်မှသူကကွာတယ်နော်မတို့ရေလျှော်လိုက်လို့ရှိရင်ကွာကြသွားလိမ့်မယ်နော်ဒါတွေကကြတော့ရေသွားလျှော်လိုက်လို့ရှိရင်လေမလှတော့မှဆိုလို့နော်ဒီခေါက်ရိုးလေးတွေပြီးသွားမှဆိုလို့ဒါလေးကဖျောင်းဘက်ကလေးတွေအဲ့လိုလေးပါတတ်ပါတယ်ရှင်ဒါလေးတွေကိုတစ်ထည်စီဖြန့်ပြပေးပါမယ်နော်မမတို့ကိုမြန်မာနိုင်ငံအနှံ့အိမ်ရောက်ငွေချီဘယ်မြို့ဘယ်ရွာပဲဝယ်မမတို့ Royal Expert ရောက်တဲ့မြို့တောင်အိမ်ရောက်ငွေချီနဲ့ပို့ပေးပါတယ်ရှင်မမတို့ညီမလေးတို့ရေဒါလေးကကြတော့နံပါတ်1ကလေးပါရှင်။သူကကြတော့ဟိုနေအောက်ခံလေးကရေဆိုစိမ်းပေါ့ဘဲကောင်းစိမ်းလို့လည်းခေါ်တာပေါ့နော်မမတို့အဲ့လိုမျိုးစိမ်းလေးပါရှင်။ဒါ sister စိမ်းလို့လည်းခေါ်ကြတယ်ပေါ့နော်အမျိုးမျိုးအခေါ်ဝေါ်လေးတွေကဒါလေးကနံပါတ်1ကလေးပါ။မမတို့ညီမလေးတို့ရေဒါလေးကကြတော့အုတ်ကျိုးရောင်လေးပါရှင်ဒါလေးကနံပါတ်2ပါနံပါတ်2လေးပါမမတို့ညီမလေးတို့အုတ်ကျိုးရောင်လေးအရန်လှတယ်နော်မမတို့ဒီဇိုင်းအသစ်ကလေးပါဒါနောက်ဆုံးအတွက် AZN ထုတ်လုပ်ထားတဲ့ရင်နံမွေးပါတိတ်100ရာခိုင်နှုန်းချီသားစစ်ကိုမှအဆင့်အသစ်ကလေးပါရှင်မမတို့ဒီမှာလေးပါသူကပွဲတက်ပါတိတ်ပါနော်မမတို့ပွဲလန်းသပင်လေးတွေကိုသွားလို့ရပါတယ်ရှင်မမတို့ညီမလေးတို့ရေဒါလေးကကြတော့နံပါတ်3လေးပါရှင်နံပါတ်3ခရမ်းရောင်လေးပါနော်သူကတော့ AZN လက်ရေးရင်နံမွေး100ရာခိုင်နှုန်းချီသားစစ်ပေါ့နော်သူကကြတော့အပွင့်ကျဲလေးပေါ့နော်ဒါလေးကနံပါတ်3လေးပါမမတို့ညီမလေးတို့ရေသူအရန်လှတယ်နော်မမတို့ဒါလေးကကြတော့နံပါတ်4သူကကြတော့ရှားဆူလေးပါရှားရောင်လေးပါရှင်အောက်ခံရှားဆူလေးပါသူ့ရဲ့ဈေးလေးမပြောရသေးဘူးနော်မမတို့လုံကြီးတကွင်းကို2မီတာလုံကြီးတကွင်းကို3000ခွဲကျပ်ပါရှင်ဒါလုံကြီးခွင်းလေးတွေပါနော်နံပါတ်4ပါ3000ခွဲပါမမတို့ညီမလေးတို့သူကကြတော့အနီရဲလေးပါအနီရဲလေးကြိုက်တယ်ဆိုရင်တော့ဒါလေးကိုယူပါရှင်သူကအနီမညို့ဘူးပေါ့နော်အနီရဲလေးနံပါတ်5ပါရှင်3000ခွဲ2မီတာလုံကြီးခွင်းကျဲပါမမတို့ညီမလေးတို့ရေဒါလေးကကြတော့နံပါတ်6ကလေးပါရှင်လုံးဝမမတို့100ရာခိုင်နှုန်းသူကလက်ရေးပကြီးစင်နေနော်မမတို့ 3D လက်ရေးပကြီးစင်လေးတွေမမတို့ကြွရွနာမမတို့ဝစ်ထားတယ်ပွဲလန်းသပင်တွေမှာဓာတ်ပုံရိုက်လို့ရှိရင်ဒီလုံးဝပန်းမွင့်လေးတွေအကြွဖြစ်နေတာပေါ့နော်သူက 3D ဟိုနေလက်ရေးပကြီးအစင်ပန်းအကြွအစင်လက်ရေး100ရာခိုင်နှုန်းချီသားစစ်2မီတာလုံးကြီးခွင်းကျဲ3000ခွဲနံပါတ်6အနက်ရောင်လေးပါ
မမတို့ညီမလေးတို့ရေသူကကြတော့လေကွန်းသွေးရောင်လေးပါသူ့ကိုကြောက်ကွန်းသွေးရောင်လေးလို့ခေါ်တာပေါ့နော်သူကအနီလည်းမဟုတ်နီညိုလောက်လည်းမပုတ်ဘူးသူကကွန်းသွေးရောင်လေးနံပါတ်9ပါရှင်3000ခွဲကျလက်ရေးပကြီးအစင်လေးပါ100ရာခိုင်နှုန်းချီတာစစ်လက်ရေးဟမ်းမိတ်မမတို့ဒီမှာနော် 3D ပန်းလေးတွေကြွနာပဲတငယ်ချင်းတွေနဲ့ဓာတ်ပုံ group photo လေးစုရိုက်မယ်ဆိုရင်ကိုတယောက်တည်းမမတို့ဒီလိုပါတိတ်လေးဝတ်ထားရင်ထင်းလေးနဲ့ပေါ်နေမှာပေါ့နော်သူကလက်ရေးပကြီးအစင်လေးပါရနံ့လည်းမှုေးတယ်နော်မမတို့အနက်မှုေးနေရပဲဒါလေးကနံပါတ်9 3000ခွဲပါရှင်မမတို့ညီမလေးတို့ရေဒါလေးကနက်ပြာရောင်ဆူလေးနံပါတ်10ပါရှင်2မီတာလုံးကြီးခွင်းကျလက်ရေးပကြီးအစင်ပါနော်100ရာခိုင်နှုန်းချီသားစစ်ရနံ့မှုေးပါတိတ်လေးပါမမတို့ညီမလေးတို့ရေဒီနေ့မှာတော့ရှားစုလေးတွေများတယ်နော်ဒါလေးကကြတော့ရှားစုရောင်မဟုတ်ဘူးမှာသူကကြတော့တန်ကြီးရောင်ပေါ့နော်ရှားညိုနဲ့ခုနကရှားညိုနဲ့မတူမှာတော့သူကကြတော့ကော်ဖီရောင်လို့လည်းခေါ်ကြတယ်တချို့ကလည်းကော်ဖီရောင်ပေါ့နော်ဒါလေးကနံပါတ်6လေးပါ3000ခွဲချက်2မီတာလုံးကြီးခွင်းပါရှင်မမတို့ညီမလေးတို့ရေဒီရောင်လေးကကြတော့သူကဇီးပုတ်ရောင်လေးပါရှင်ဇီးရောင်လေးပါနော်ဒါလေးကနံပါတ်10လေးပါရှင်နံပါတ်10ဇီးပုတ်ရောင်2မီတာလုံးကြီးခွင်းကျရနံ့မွေးလက်ရေး100ရာခိုင်နှုန်းချီတာစစ်ပါတိတ်နံပါတ်10ပါနော်မမတို့ညီမလေးတို့တိုင်းနဲ့တက်တယ်ဆိုရင်3994431938ဆိုတဲ့ဖုန်းလေးကိုဆက်ပြီးတော့ဒီနံပါတ်10ဆိုပြောပြီးမှာလို့ရပါတယ်အခုပြတဲ့အထည်လေးတွေက1ဆက်မဟုတ်ပါဘူးရှင်2မီတာလုံးကြီးခွင်းကျယ်လေးတွေပါ2မီတာပါတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ပြည့်တဲ့ဝါတဲ့မမတွေလည်းဝတ်လို့ရပါတယ်စီးသားလေးကလည်းနှစ်ဖက်လာသူ့ရဲ့နာမည်လေးတွေကတော့လက်ရေးပကြီးစင်လေးတွေပါနော်100ရာခိုင်နှုန်းချီတာပါတိတ်လုံးကြီးလေးတွေပါရှင်လက်ရေးပါတိတ်လေးတွေပါကြည့်ရှုအားပေးနေမမညီမလေးကျေးဇူးတင်ပါတယ်ဒါလေးတွေလေးခွင်းပြေးလို့ရှိရင်ပို့ကလက်ဆောင်ပေးမှာဖြစ်ပါတယ်နော်မမတို့ညီမလေးတို့ကြီးချိုင်းနဲ့တက်တယ်ဆိုရင်ဖုန်းလေးဆက်ပြီးမှာပေးပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နော်